ရင်ပိုင်းမှာတော့ MC တယောက်ကျောင်းသူအသစ်ဖြစ်တဲ့ဘိုက်ရွှေကိုကဲတင်လိုက်ပါတယ်နာမည်အရင်းကလင်စီစင်မ MC နဲ့သူ့တငယ်ချင်းဟန်နင်တို့ကရွှေနဲ့တငယ်ချင်းလို့ဖို့သဘောတူလိုက်ပါတယ်နောက်တစ်ခါမှာသူတို့သုံးယောက်ထိုင်နေကြတော့ရွှေကသူကအနက်မကောင်းတဲ့သူဖြစ်ပြီးဘယ်သူမှသူ့ကိုမကြိုက်ကြတော့ဘူးဒါကြောင့် MC နဲ့ဟန်နင်တို့ကလည်းသူ့ကိုမကြိုက်ကြဘူးမလားလို့ပြောပါတယ်ဒါပေမဲ့သူတို့ကတငယ်ချင်းတွေဖြစ်ပြီးတကယ်ကိုကြိုက်ကြကြောင်ပြောတော့ရွှေကအရန်ပြောသွားပြီးတငယ်ချင်းဖြစ်တဲ့အထိမ်းမှန်နဲ့လေဆွဲတစ်ခုပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ MC ကရွှေကိုစကားပြောနေကြတာကိုချောင်းနေခဲ့တယ်နောက်နေ့ကစပြီးရွှေကိုဘယ်တော့မှထပ်မတွေ့ရတော့ပါဘူးနောက်ခါမှာတော့ MC ကသူ့ကမင်းနဲ့အတူ TV ကြည့်နေတာက TV ပေါ်က10နှစ်သားကိုကြည့်နေပါတယ်သူက10နှစ်ပါပြီးတော့100ကီလိုမှနိုင်ပါတယ်ဒါပေမဲ့သူက Gene Fusion ဖြစ်သွားတဲ့အခါ900ကီလိုကိုမှနိုင်သွားတယ်ဒါကသူမှနိုင်တာထက်9ဆမှနိုင်သွားတာပါ Gene Fusion ဖြစ်သွားလို့ပါ MC ကလည်းသူက10နှစ်ကလေးက300ကီလိုမှနိုင်ပြီအခုဆို300ကီလိုမှနိုင်ပါတယ်တကယ်လို့သူသာ Gene Fusion ဖြစ်ရင်4000ကီလိုရဲ့9ဆ2000ကီလိုမှနိုင်ပါပါ MC က TV ထဲကကြားမာတယ်ဆိုရဲ10နှစ်ကလေးထက်ပိုကျန်းပါတယ် TV ထဲမှာသတင်းတစ်ခုတက်လာပါတယ်အကောင်ကြီးတိုက်ခိုက်နေတာကိုခံနေရပါတယ်အပြင်မှာတော့ main ကလေးတစ်ယောက်အကောင်ကြီးလက်ထဲရောက်နေပြီးအကောင်ကြီးစားတာခံလိုက်ရပါတယ် Mac နဲ့စဉ်းစားနေတော့ဗဒင်းဘော့ကအန်တန်ကြလိုက်တယ်ပြေးပြီး like ကဖွင့်ပြီးကြီးလိုက်တယ် sign box ဆက်ရကလူတာတွေလေးပေါ်မှာပြန်တန်းနေတာတွေ့လိုက်ရတယ်နောက်တစ်ခါမှာဟင်းနာနဲ့အတူမတ်ကအကြောင်းသွားဖို့လုံနေကြချင်းဟင်းနာရဲ့လယ်ဆွဲကတောက်ပလာခဲ့တယ်ပြီးတော့သူတို့ကြောင်းကိုသွားကြတယ်ဒါပေမဲ့ကြောင်းသွားတဲ့လမ်းမှာသူတို့နဲ့မတိတဲ့အမျိုးသမီးကရက်ကီဖြော်တာနင်တို့နှစ်ယောက်ကမောင်နှမတွေလားတဲ့ဟင်းနာကပြန်ဖြေတာကျမတို့ကအချစ်ဆုံးငယ်သူငယ်ချင်းတွေပါလို့အမျိုးသမီးကသူနဲ့လိုက်ဖို့ခေါ်တယ်ဒါနဲ့မတ်ကဟင်းနာကိုဆွဲပြီးကြောင်းနောက်ကျမှာဆိုလို့သွားမယ်ဆိုပြီးသွားကြတယ်ဒါပေမဲ့လည်းအိမ်အပြန်မှာခုနကအမျိုးသမီးပေါ်လာပြီးအိမ်လိုက်ထည့်ဖို့ခေါ်တယ်။သူ့နောက်မှာခန္ဓာကိုယ်အကြီးကြီးနဲ့ဗလာကြီးတယောက်ရပ်နေတယ်။ပြီးတော့ခန္ဓာကိုယ်အကြီးကြီးကောင်တွေကပြောတယ်။ငါမစောင့်နိုင်တော့ဘူး။ကောင်မလေးကိုဖမ်းထိလုတ်ပြီးရောင်းစားပြီး KTV သွားကဲမယ်ဆိုပြီးဝင်ဖမ်းတော့တယ်။အဲ့ချိန်မက်ကစောက်ရန်စိတ်တို့သွားပြီးအားပြင်းပြင်းလက်သီးနဲ့ဘိုက်ကိုတစ်ချက်တည်းထုတ်လိုက်တာ။ဟိုကောင်သွေးတဲ့အန်နေချိန်နောက်ကကောင်မကိုပါဝင်ကျူးပေးလိုက်တယ်။ကြောက်ခဲကိုကိုင်းမိထူးတော်မလို့နေချင်းကြွတ်မကောင်းစွာရောက်လာပြီးစားသွားတယ်သူတို့လည်းပြေးဖို့လုပ်နေချင်းသူချိန်ထဲမှာပဲဆိုင်ဘောက်ဆက်ရုပ်လူသားမလီရောက်လာပြီးကြွတ်မကောင်းစွာကိုလာတတ်သွားတယ်